မတွေ့လို့ပြပေါ်လာတာပဲပေါ်လာတဲ့ကောမှန်တွေ့မှာသိပညာပါတယ်မင်းအဲ့ဒါတွေငါအမြဲတမ်းဟိုစဉ်းစားတော့တရားနာတယ်လေ့လာတယ်ကိုယ်စဉ်းစားတယ်အဲ့လိုပေါ့အခုမင်းကလာဝင်းဖို့ဆိုတာနေမှာကလာဝင်းဖို့နော်ဒိဋ္ဌိတဲ့လွတ်တယ်အစွန်းနှစ်ပါးလည်းလွတ်တယ်နော်မေဇမပရိဒါကြာမေဇမပရိဒါ6ချက်ရှိတယ်မြန်6ချက်အဲ့ဒါလည်းမေဇမပရိဒါကြာအဲ့ဒါမှဖြစ်တယ်ဆိုတာသူကတုံညတလည်းဖြစ်တယ်နိဗ္ဗာန်တုံညတလည်းဖြစ်တယ်အဲ့လိုလေးပေါ့ဒါမျိုးကဟိုနေပေါ့နော်ဘုသူတပေးလိုက်တာမင်းလည်းသိမှာပါထိုင်ပြလို့ကြောက်ဟိုကိုနေတာကုလူရှင်ရှင်းချင်းနေဖြစ်နေတာလေအဲ့တော့ကျွန်တော်တို့ကကုလူရှင်ရှင်းချင်းဖြစ်နေတဲ့ခါတော့ကျန်းကန်အထောက်ထားလေးကကျွန်တော်တို့တွေ့တဲ့သဘောလေးပဲဖြစ်နေတော့အဲ့ဒါလေးနဲ့တိုင်းညှိပြီးတော့ပြောနေရတယ်ဆရာတို့ဟောတယ်မလားဟိုအိပါဇက်ကူညံလည်းမရှိဘူးနဲ့မျိုးရိုးကိုနေဆိုတဲ့ဟုတ်တယ်လေမင်းကလည်းဆွေးနေတယ်ဆိုတာကမင်းပြည်တဲ့ကပြင်ရတယ်ငါကြတယ်မင်းပြင်ရတယ်အဲ့ဒီပြင်ရတယ်ဆိုတော့စိတ်ကူးရတာဟာငါပြောရတမျိုးပြောပါအဲ့ဒါဆိုတော့ဒေါသပါလာသူစာတော်ကြီးတွေထင်ခဲ့ဆိုပြီးဟောတာရှိတယ်ဒါနမင်းပြောတဲ့ဆော့ကဒါနနဲ့နိဗ္ဗာန်ဝင်လို့ရတယ်ဘလို့ဝင်မလဲဆရာတို့ဟောတယ်လေခဏဒါနနဲ့နိဗ္ဗာန်ဝင်တယ်ဘုဇခဏဝကြည့်လိုက်လေကွာဂရိတံဘောတဲ့ဓမ္မတံဘောတဲ့ဝရိယပီတိအဲဆရာတို့ရပီတိကိုစဟောမင်းဒါနတွေလူတွေခါမင်းမလည်းကိလေသာတွေမပါဘူးနိဗ္ဗာန်ဟာယုံနာကိုအလူခံလည်းယုံနာပဲလေလူတဲ့ပစ္စည်းတွေယုံနာပဲလေဟဲ့လားလူတဲ့ဟိုတက္ကရာကမတွေယုံနာပဲလေဘာမှအစွဲမရှိဘူးလေအဲ့လိုဒါနအဲ့လိုဖြေမှာကဒါနတကယ်ကိုနိဗ္ဗာန်ရောက်တဲ့မင်းပြောတဲ့ပါရမီဖြစ်သွားအဲ့တော့မလို့ရပါရမီဖြစ်ဘူးမင်းဒါနနဲ့တက်သွားတယ်ဆိုတာအဲ့ဒါပဲလူတဲ့အလူခံရောအလူခံပုဂ္ဂိုလ်ရောလူတဲ့ပစ္စည်းရောယုံနာနေရဲ့အစွမ်းလမ်းမရှိရဘူးအဲဒီလိုဒါမှပါရမီမြောက်သွားအဲ့ဒါနဆိုရဟာငါဒါနဟာငါသူကသူများတဲ့တာတဲ့ဟာငါအထူးတန်းတော့ဟာငါတဲ့လူတိုင်းတဲ့လူမရှိတော့ဘူးအဲ့သွားပြီလေအဲ့ကုသိုလ်တစ်ဘက်နော်အဲ့ဒါအကုသိုလ်တော့တက်လူတော့ကောင်းတယ်ဟောနေဖြစ်တယ်ဒါမှမဖြစ်တယ်အကုသိုလ်ပါကိလေသာပါလာပေါ့ကွာဘောကကိလေသာ